အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တင်ဆက်ပေးသွားမှာကတော့မဖဲဝါနဲ့အင်ဂျီရှင်တရေမတ်အကြောင်းလေးပဲဖြစ်ပါသည်မဖဲဝါတင်းကြိုင်းဆောင်တဲ့သမီးသည်မြမရိုးရာတရေတစေပုံပြင်လောကတွင်အလွန်ဝါစာကြီးပြီးအားကိုးထိုက်တယ်လို့ကြောက်ဖို့လည်းကောင်းသောစက်ကောင်ဖြစ်ပါသည်ဇလန်လေးကတော့မြို့ပြင်တနေရာရှိဟောင်းနှမ်းတော်လဲခန့်ညားထဲဝါနေစေဖြစ်သောရှီဟောင်းအင်ဂျီတစ်ခုမှစတင်ပါတယ်ဤအင်ဂျီတွင်နေထိုင်သူတိုင်းသည်အကြောင်းမဲ့ဖျားနာခြင်းညသက်ကောင်တွင်မိမတအူ၏ငိုတန်ကြားရခြင်းနှင့်အိမ်မက်ဆိုးများမကြာခဏမလေးရှိကြသည်ထိုအိမ်တွင်အင်ဂျီရှင်တရေမရှိနေပါတယ်တရေမသည်အသားဖြူဖက်ဖြူရောစပင်းရှိရှိနှင့်မျက်နှာတွင်ဒေါသနှင့်တောကားတို့ရောပြွမ်းနေသည်သူမသည်ဤအိမ်ကိုဆွဲလန်းနေပြီးအိမ်ထဲသို့ကျူးကျော်လာသူမှန်သမျှကိုရန်ပြုလေးရှိသည်အဘဲကြောင့်သူမသည်ဤမြအညိုးကြီးနေရတာလဲသူမ၏အတိတ်ကဘလို့တွေဖြစ်ခဲ့တာလဲဆိုတာဘယ်သူမှမသိကြပေအိမ်တစ်သို့ပြောင်းလာသောမိသားစုကအင်ဂျီ၏၆လက်မှုကိုမခံနိုင်တော့သည့်အဆုံးတွင်ပညာရှိတူသို့မဟုတ်ဘိုးဘွားများ၏လမ်းညွှန်မှုဖြင့်မဖဲဝါကိုအကူအညီတောင်းခံရန်ဆုံးဖြတ်လိုက်သည်မဖဲဝါသည်အဝါရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီးစပင်ရှည်ကြီးကိုဖြန့်ချထားသည်ပခုံးတွင်ထမ်းဖို့တစ်ခုပါလေးရှိပြီးတင်းကြိုင်းနှင့်နာနာဘာဝလောကကိုအုပ်ချုပ်သူလည်းဖြစ်ပါသည်ညတကောင်ရန်တင်းကြိုင်းတစ်ခု၏အနီးတွင်မဖဲဝါကိုပူဇော်ပါတာ၍အကူအညီတောင်းသည့်အခါတွင်မဖဲဝါသည်သူမ၏အေးဆက်တော်လဲတည်ငြိမ်သောအတန်ဖြင့်ငါနယ်မြေအတွင်းမှတောင်းကျမ်းနေတဲ့ဝိညာဉ်ကိုငါဆုံးမပေးမယ်ဟုကတိပေးလိုက်သည်မဖဲဝါသည်အိမ်အိုကြီးစီသို့ရောက်ရှိလာသောအခါအင်ဂျီရှင်တရေမကသူမ၏အိမ်ကိုကာကွယ်ရန်ကြိုးစားသည်လေပြင်းများတိုက်ခတ်ခြင်းတကားများအလိုလျောက်ပွင့်ခြင်းပိတ်ခြင်းများဖြစ်ပေါ်လာသည်မဖဲဝါကသူမ၏ဒုတ်ဖြင့်ကျမ်းပြင်ကိုတစ်ချက်ခောက်လိုက်သောအခါအင်ဂျီတစ်ခုလုံးတုန်ခါသွားသည်မဖဲဝါသည်တာမန်တရေမမဟုတ်ဘဲနတ်စိန်တစ်ပါးဖြစ်သည်ဖြင့်အင်ဂျီရှင်တရေမသည်သူမရှိတွင်ဒူးထောက်လာရသည်မဖဲဝါ၏ရှေ့မောက်တွင်အင်ဂျီရှင်တရေမကသူမဘာကြောင့်မကြွမလွတ်ဖြစ်နေရသည်ကိုရင်ဖွင့်သည်သူမ၏ယတနာများကိုတခုခုသွားခြင်းသို့မဟုတ်မတရားတက်ဖြတ်ခြင်းခံရကြောင်းအလုံးစုံရှင်းပြလိုက်သောအခါမဖဲဝါသည်အင်ဂျီရှင်တရေမကိုနောင်တရစေပြီးသူမလိုလားနေသောကုသိုလ်ကောင်းမှုများကိုပြုလုပ်ပေးရန်အိမ်သားများကိုညွှန်ကြားသည်အိမ်သားများကအမျှအတန်းဝေပေးသောအခါအင်ဂျီရှင်တရေမတ်သည်ကြောက်မက်ဖွယ်အတွင်အပြင်မှလှပသောဝိညာဉ်တစ်ခုအဖြစ်ပြောင်းလဲသွားပြီးပျောက်ကွယ်သွားသည်မဖဲဝါသည်အိမ်သားများကိုမေတ္တာထားဖို့နှင့်အမျှဝေဖို့တတိပေးကညမောင်မောင်ထဲတွင်သူမ၏တင်းကြိုင်းစီသို့ပြန်လည်ထွက်ခွာသွားပါတော့သည်နောက်ထပ်စိတ်ဝင်စားစရာကောင်းသောအကြောင်းအရာများကိုတင်ဆက်ပေးသွားအောင်ပါမို့ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးသွားကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်